ဒီနေ့မှာတော့ကျွန်တော်စောင့်မျှော်နေတဲ့ parcel လေးနောက်ဆုံးတော့ရလာပါပြီအဲ့ကောင်ကဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဖင်လေးအတွက် Cartesian hero လေးတောင်ပြောလို့ရပါတယ်ဝဲကျွန်တော်အဲ့လိုပြောလို့လည်းတခြားရှောက်ပြီးမတွေးကြတယ်ဘူးเนาะကျွန်တော်ဆိုလိုတာက Horia economic chair ကိုပြောတာပါကျွန်တော်ဘာလို့အဲ့လိုပြောလဲဆိုလို့ရှိရင်ကျွန်တော်လွန်ခဲ့တဲ့၄လကျော်လုံး Horia တက်သားထိုင်ကုန်နဲ့ပဲတစ်နေ့ကို6နာရီလောက်ဒီကုမနာခုံပေါ်မှာဖြတ်တန်းခဲ့ရတာပေါ့ဗျာထိုင်ရပါများလို့ကျွန်တော်ရဲ့ဖင်ဆိုတာလည်းအသမာအောင်တတ်တော့မယ်ဒီနေ့မှာတော့ကျွန်တော် Twitter ရေး season ကိုရက်သိမ်းပြီးတော့ကျွန်တော် Horia economic chair လေးကိုဝယ်ခဲ့ပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့ဒီကောင်ကိုတခါတည်းကျွန်တော် unboxing လုပ်ပြပြီးတော့တခါတည်းဆင်ပြပေးတော့မှာဖြစ်ပါတယ်ဒါကြောင့်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြပါခင်ဗျာဒါကတော့ box ထဲမှာပါတဲ့ပစ္စည်းအကုန်ပါပဲဒီကောင်တော့သူ့ရဲ့တက်စင်ပုံကတ်တလာပေါ့နော်โอเคအဲ့ဆိုဒါလေးဖတ်ပြီးတော့စပြီးတော့ဆင်ပါမယ်โอเคပါညာတော့ဘင်းကြီးအရန်စမှုဖြစ်နေလူရဆင်ကတော့ဟောဒီကောင်ဟောဒီရထည့်ပါမယ်ဘာမှစကူတွေပါဟွာဖြစ်တာတော့မတွေ့ဘူးဒီတိုင်းပဲထည့်ခိုင်းကြည့်ရတော့ဖိလိုက်ရင်လည်းကြက်သွားမယ်ထင်တယ်စနစ်ကကျွန်တော်ကြောမီကိုစမ်းမှာပါနော်ဟောဒီကြောမီကိုဒီကောင်နဲ့စမ်းပါလားဒီလိုပေါ့ကျွန်တော်ထည့်ရမှာ S ကိုထည့်ရမှာတဲ့ S ဆိုတော့ဒီကောင်ဖြစ်မယ်ထင်တယ်1 2 3 4 1 2 3 4ဒါလေးဒီလိုတီလေးတွေအလိုတစ်ခါတည်းပါလာတော့မိုက်တယ်ဗျာကျွန်တော်တို့ဘာပစ္စည်းမှမရှိရလို့ဆိုရင်တော့တစ်ခါတည်းတန်းပြီးလောက်အောင်ပါဟောဒါမပါလိုက်ရင်ကျွန်တော်တိကျတိုင်ပတ်နေအောင်ပါဒီနေ့ဆင်လို့မရပဲပါမဆိုနော်โอเคဒီကောင်တော့ဆင်တော့ပြီးသွားပြီနောက်တစ်ဆင်ကတော့ကျွန်တော်တို့ဟောဒီဖင်ထိုင်ကုန်ပါဟောပါနော်အရှလာလက်ကင်တက်ရမယ်တဲ့ပြီးတော့ခေါ်ဒီကောင်တက်ရမယ်အဲကျွန်တော်လက်ကင်ရင်တက်လိုက်မယ်နော်သူပြောတဲ့အတိုင်းဒီကောင်ရင်တက်ရပါမယ်ပြောမယ်ပြောဒီစကူလေးကနည်းနည်းသေးနေတယ်လို့ပဲဝါရှာလေးပိုင်ပုံမိုက်မယ်ထင်တယ်ဒီနားနှစ်ပေါက်နဲ့သူ့စကူပေါင်းနေတေးသေးလေးလို့ပဲခံစားရတယ်ကျွန်တော်အောက်ပိုင်းဆင်နေပြီးသွားပြီပေါ့နော်ကျွန်တော်ဘာနဲ့ကြောင်းရမယ်ဆိုခါလည်နဲ့အောက်ပိုင်းနဲ့ကြောင်းရတော့မယ်အဲကျွန်တော်ကင်မရာ position နဲ့အရင်ပြန်ချိန်လိုက်အောင်မယ်တဖြည်းဖြည်းနဲ့နည်းအောက်မှာထိုင်လို့မရတော့ဒီကောင်ကြီးကအလေးရပဲတယောက်လည်းလောက်ရမှာမလွယ်ဘူးကျွန်တော်တေချာတဲ့နက်တွေအကုန်လုံးတေချာပြန်ကြက်လိုက်အောင်ဒါထိုင်နေတလက်နဲ့ဘုံတိုင်းနေဖြစ်ကုန်โอเคလှည့်လို့မရတော့တော်တော်ကြက်သွားပါခေါင်းစောတော့လွယ်တယ်ဗျာဒီကောင်ကိုဟောဒီမှာတက်လိုက်အောင်မယ်โอเคဟောမိုက်တယ်ဗျာကျွန်တော်အခုဒီဘိုင်းနဲ့ဒီကောင်နဲ့ပေါင်းဆက်ပြီโอเคโอเคပြီးတင်တော့ပြီးပါပြီဗျာအမလေးကျင်းတော့ပြရသေးဘူး what the fuck โอเคနည်းနည်းလက်စားတက်လိုက်အောင်ဒီကောင်ဆင်ဖို့ကြံသေးရပေါ့နော်ဒီကောင်ကဒီနောက်မှာတဲ့ဝါရှာတက်ရမယ်တဲ့ဒါလည်းဒီလိုတဖန်ပြန်ပြီးတော့စမ်းထိုင်ကြည့်လိုက်အောင်ပါမိုက်တယ်လုံးဝ experience ပြောင်းသွားတာဗျာဘာလို့ဆိုအရင်ထိုင်နေကြတက်သားခုံကြီးဆိုတော့အခုကလုံးဝ experience ချိန်ဝိုင်းလုံးဝမတူတော့ဘူးဆောင်းမိုက်ပါဟိုဒါပေမဲ့ကျွန်တော်ခါမိရာကြီးကိုအလိုနောက်ကြီးကြောက်သွားသိကျင်သားမရသေးဘူးစိတ်ထဲမှာပြုတ်ကြတော့မလို့ပဲလန့်ကျွန်တော်ခဏတော့အိတ်လိုက်လို့ရတာ 2,000 years later ဟောဆင်ရတာမောလို့ကျွန်တော်ရားထဲမှာထမင်းစားချိန်တော့ခဏနားလိုက်ရသေးတယ်နော်
ဒီကောင်ကျွန်တော်ရွေးလိုက်တာဒီကောင်ရဲ့ model ကကျွန်တော် P4 Alpha လို့ခေါ်တယ်ဒီကောင်ရှေ့မှာကျွန်တော် P4 ရိုးရိုး P4 ရယ် P4 Pro ရယ် P4 Pro Max ရယ်ဆိုပြီးတော့3ခုရှိသေးတယ်ပေါ့နော်ဒီကောင်တွေကဘာကွာလဲဆိုတော့ဗျာဒီအောက်ကဟိုဖင်ထိုင်ဆိုဖာအသားနည်းနည်းကွာမယ်ပြီးဒီလက်တင်နေနည်းနည်းပါကွာမယ်ပေါ့ဗျာပြီးအောက်ကဒီဒါစတီးလာတန်လားမသိဘူးသူတို့ကျတော့ကော်နဲ့ဖြစ်သွားတယ်ဗျာအဲ့ကောင်လေးနည်းနည်းကွာတယ်ပေါ့နော်ကျွန်တော်ဒီကောင်ရွေးရတဲ့အဓိကရည်ရွယ်ချက်ကတော့ဒီထိုင်ကုန်သားပေါ့နော်ကျွန်တော်တို့ဆိုဖာမဟုတ်ဘူးဗျာဆိုဖာမဟုတ်တော့လေယွန်တစ်ထက်ကောင်းမယ်ဗျာကြာထိုင်လို့အဆင်ပြေမယ်ထင်လို့ကျွန်တော်ဒီကောင်ရွေးလိုက်တာကျွန်တော်လည်းအကြိုက်မထိုင်ဘူးတော့တည်တည်ချာတော့ review တော့မသိဘူးပြီးတော့နောက်ဒီလက်တင်ပေါ့နော်လက်တင်လဲကျွန်တော်ကွန်ပျူတာသုံးတဲ့ခါကြလို့ရှိရင်ဒီကွန်ပျူတာကဒီကွန်ပျူတာ table နဲ့ပေါ့နော်လုံးဝကွက်တိဖြစ်အောင် adjust လုပ်လို့ရတဲ့ဟာကိုရွေးလိုက်တာဒီကောင်ဆိုလို့ရှိရင်ကျွန်တော်တို့အနေမြင့်ရမယ်ဗျာပြီးွားရင်ဒီလိုမျိုးဘယ်ညာလဲရွှေ့လို့ရမယ်ပြီးရင်ဒီကောင်ဒီမှာထပ်ပြီးတော့ဒီကောင်ကိုထပ်ပြီးအနေမြင့်ထပ်လုပ်လို့ရတယ်ဗျာကျွန်တော်လက်တစ်ဖက်ကကင်မရာကင်တာလို့ဒီကောင်ဖိပြီးတော့ကျွန်တော် adjust လုပ်မယ်ဆိုရင်ထပ်ရသေးတယ်ပြီးရင်ဒီကောင်ရဲ့ head rest ကလည်းကျွန်တော်တို့ဒီမှာတော့ဒီလိုအနေမြင့်ဒီတက်မဟုတ်ဒီတက်ထပ်မြင့်လို့ရသေးတယ်လောက်ရမယ်ပြီးရင်ရှေ့တိုးနောက်ဆုတ်လည်းရအောင်ပဲဗျာရှေ့တိုးနောက်ဆုတ်လည်းအပေါ်မော့အောက်ငိုက်ကိုဒါမျိုးလည်းရပါအောင်မယ်ကဲအခုတော့ပြီးပါပြီကျွန်တော်ကွန်ပျူတာနဲ့ဆန်းပြီးတော့တွဲပြီးဆန်းသုံးကြည့်ပါမယ်အဲ့တော့ကျွန်တော်ရဲ့၄လကျော်လောက်ထိုင်ခဲ့ရတဲ့တသားခုံလေးပိုက်မယ်မှာကဲမင်းဒီဘက်ကိုတိုးလိုက်တော့โอเคကဲခုဆိုရင်တော့ဒါကွန်ပျူတာခုံမှာဆန်းပြီးတော့ဟောဖြစ်တာပေါ့နော်ကျွန်တော်ရဲ့ကွန်ပျူတာခုံနဲ့လုံးဝကွက်တီပဲဗျာလက်တင်နဲ့ဒီကွန်ပျူတာ table နဲ့ရလဲလုံးဝကွက်တီဆိုတော့စင်ပြေတယ် perfect ပဲလုံးဝ share ပဲပြီးနောက်ပြီးကျွန်တော် YouTube တွေပါကြည့်လို့ရှိရင်လည်းတခါတည်းကျွန်တော်တို့ဒီချစ်တင်လေးထုတ်ပေါ့ဗျာချစ်တင်လေးထုတ်ပြီးသွားရင်တခါတည်းဒီကြောမိကိုလည်း okay အခုလိုမျိုးနောက်ဆုံးထိမှီချပြီးတော့ AC ကြည့်အောင်ပဲဗျာလုံးဝတောင်းတောင်းလာရှိဒီဗီဒီယိုထဲမှာဒီကောင်းရဲ့အရေးကြီးဆုံးဖြစ်တဲ့အချက်တစ်ခုကိုကျွန်တော်ထည့်မပြောရသေးဘူးအဲ့ဒါတော့ဒီကောင်းရဲ့ဈေးနှုန်းပေါ့နော်ကျွန်တော်ဝယ်တော့ဒီကောင်းကိုကျွန်တော်ဘတ်4000နဲ့ဝယ်ရတာအမှန်တမ်းပြောရင်ဒီကောင်းဈေးနှုန်းက3800ဗျာဒါပေမဲ့ဒလီကားတွေပါတယ်နဲ့ဆိုတော့ဘတ်4000တော့တွက်ကြတယ်မြန်မာငွေနဲ့ဆိုရင်တော့9သိန်းကျော်ကျော်ပေါ့ဗျာအဲ့တော့ recommend ပေးလားဘာလားဆိုရင်တော့ကျွန်တော်အခုလောဆယ်တော့ဘာမှဒီချာ recommend မပေးသေးဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်လည်းအခုမှရောက်တယ်အခုမှထိုင်တာဆိုတော့ဒါပေမဲ့ရေးရှိအဆင်ပြေလားပေါ့နော်တခြား economic chair တွေနဲ့လည်းကျွန်တော်ရှင်းပြီးတော့တေချာမသိတယ်ကျွန်တော်တေချာတော့မပြောတတ်သေးဘူး by the way brother တို့မြင်ရတော့အမြင်နဲ့ကြည့်ပြီးတော့ဆုံးဖြတ်ကြည့်ပါဗျာဒီနေ့ဗီဒီယိုလေး like ကြည့်ပြီးညီမအားလုံးကျေးဇူးတင်ပါတယ်နောက်နေ့ဗီဒီယိုကြရင်ပြန်တွေ့ကြပါမယ်အဲ့တော့ channel လေးကို subscribe လုပ်ရတဲ့နဲ့ subscribe လုပ်ခဲ့ပြရပါဦးFacebook မှာဆိုလို့ရှိရင်တော့ follow လုပ်ခဲ့ပြကြပါဦးခင်ဗျာကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ် bye bye ပါ